ရဖွဲ့ခဲ့ပြီးဒီကျိုးလေးအမြင်နိုင်လဲယုံလို့မရတော့ဘူးသူဆွေငယ်အားလွယ်မရနိုင်လို့ဒီနောင်ကျိုးချီနောင်မစိုးအဆွဲလန်းဟာပြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်များရဖွဲ့နေလဲဒီနောင်ကျိုးဖြီးပါအောင်နောင်ကျိုးလေးတမြင်ရဲ့မင်းတော့မသိပေမဲ့အိမ်မလာလာမမဲကိုမင်းနဲ့နောင်ကျိုးလေးတမြင်ရဲ့တတိုးရချီစေခံစားချက်များနဲ့ပြေရှံနေတဲ့အသေးဘယ်သူလာမြင်နိုင်မလဲအချင်နာတွေအောင်ပြန်ပြီးကွယ်ဒီနောင်ကျိုးဘယ်ဘဝတီးရှိနေလဲရိတ်တစ်ခုလို့တန်တာမှုဟာပြင်မရခဲ့ဒီရင်ထဲမင်းတယောက်တည်းကိုပဲနောင်ကျိုးရှင်လေးလက်ကြည့်ပါဦးရင်ခုန်ခြင်းမျောလင်းခြင်းအဆွဲလန်းဟာပြတ်တော့မရအောင်လွန်ကဲနေဒီလာမြအသေးကကိုခွေခဲ့ဘာကြောင့်တလောင်